အားလုံးပဲမင်္ဂလာပါ sharing mind စဉ်ကိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အကိုရေဒီမှာကျွန်တော် comment မှတ်ထားတယ်ပေါ့နော်အကိုရေနေလေးကြပြီးတော့လက်ဝဲနေဖို့ထိုင်းကိုတက်လာရင်အဖမ်းခံရနိုင်လားဘာဆက်ဖြစ်နိုင်လဲရှင့်ဗတ်တင်ထားလို့ပါရှင့်ဖြေပေးပါမယ်ဒီအမမှတ်ထားတဲ့ပုံစံကတော့ကျွန်တော်မြန်မာနိုင်ငံကနေထိုင်းကိုဗတ်စရင်လမ်းတင်ထားတာပေါ့နော်လမ်းတင်ထားတဲ့အနေနဲ့သူ့အနေနဲ့နေလေးကြလာပြီပေါ့နော်အဲ့တော့လက်ဝဲနေဖို့လိုလာပြီအဲ့တော့သူထိုင်းကိုတက်လာဖို့အတွက်ဘယ်လိုနည်းနဲ့တက်လာရင်အဆင်ပြေမလဲလို့ပေါ့နော်တက်လာတဲ့နည်းတွေကတော့ရှိတယ်တရားဝင်နဲ့တရားဝင်ဆိုပြီးတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့လေသိက်ကနေတရားဝင်လာလို့ရတယ်တာချီလေးကနေလည်းတရားဝင်လာလို့ရတယ်နောက်တနည်းကျတော့ passport စာအုပ်မရှိဘဲနဲ့ကျွန်တော်အောက်လန်းကနေလာတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကတော့တေချာတဲ့ agency နဲ့တော့ချိတ်စီခြင်းတယ်ဘာလို့လဲဆိုတော့အဖမ်းခံတဲ့ဟာတွေကတရင်မှာခဏခဏတက်နေတာအဲ့တော့ကိုနေနဲ့တေချာတဲ့ agency တော့ချိတ်စီခြင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီကိုကထိုင်းနိုင်ငံကိုလာပြီးတော့ခဏအလုပ်လုပ်မယ်ပြီးရင်တတိယနိုင်ငံမှာအလုပ်ထပ်သွားလုပ်ဖို့ဥပမာဂျပန်တို့ဒူဘိုင်းတို့စင်ကာပူတို့တခြားနိုင်ငံပေါ့ထိုင်းနိုင်ငံတွေလွှဲပြီးတော့နောက်တစ်နိုင်ငံကိုထပ်ပြီးတော့အလုပ်လုပ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်ထိုင်းနိုင်ငံကိုလာတဲ့ခါကျရင် passport စာအုပ်တခါတည်းလောက်လာခဲ့ပါဘာရောက်လဲဆိုရင်ကျွန်တော်တို့အောက်လန်းနေတက်လာပြီးစာအုပ်နေတွေပါမလာဘူးကိုကတော့ဒီရွယ်ထားတယ်ပေါ့နော်ထိုင်းနိုင်ငံမှာခဏအလုပ်လုပ်မယ်ပြီးရင်ကျွန်တော်တို့တတိယနိုင်ငံကိုသွားပြီးတော့အလုပ်ပြန်ထပ်လုပ်မယ်ပေါ့နော်အဲ့လိုမျိုးရည်ရွယ်ထားတယ်ဆိုရင်စာအုပ်နီမြန်မာနိုင်ငံမှာတခါလေးလောက်လာခဲ့ပါဘာကြောင့်ပြောရလဲဆိုရင်ကျွန်တော်အောက်လန်းနေလာတယ်စာအုပ်တွေမပါပဲလာတယ်ဒီရောက်တော့ကျွန်တော် CI စာအုပ်ရိုက်တယ်ပေါ့နော် CI စာအုပ်ကနေကျွန်တော်တို့ကပုံမှန်အရင်တော့ဆိုရင် CI စာအုပ်ကနေစာအုပ်နီဒီထိုင်းနိုင်ငံမှာပဲ CI ကနေစာအုပ်အနီ PJ ချင်းပြီးရင်တတိယနိုင်ငံမှာအလုပ်သွားလုပ်လို့ရတယ်ပေါ့နော်အခုပြီးခဲ့တဲ့အပတ်ကပဲမရတော့ဘူးကျွန်တော်ဒီမှာဗီဒီယိုတင်ထားတာလည်းရှိတယ်ပေါ့နော်ကျွန်တော်ဒီ comment နေ link ချပေးမယ်ကျွန်တော်အရှိမဗီဒီယိုတင်ထားတာလည်းရှိတယ်ဒီ CI သမားကို PJ ပြန်ချိန်တဲ့အခါမှာထိုင်းနိုင်ငံမှာ CI သမားကို PJ ချိန်တဲ့အခါမှာ passport ပေါ်ထိုင်းလန် only ဆိုပြီးတော့ဒီဇိမ်လုံးထုတ်ပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကထိုင်းနိုင်ငံနေလွဲပြီးတော့တခြားနိုင်ငံကိုထပ်သွားလို့မရတော့ဘူးပေါ့နော်ဒီ CI ကနေ PJ သမားအဲ့တော့မြန်မာနိုင်ငံမှာစာအုပ်လုပ်ဖို့အရန်ကိုလွယ်နေတဲ့အချိန်မှာအရန်ကိုလည်းမြန်နေတဲ့အချိန်ပြီးတော့အရန်ကိုလည်းငွေကုန်ကြေးကြမများတဲ့အချိန်ပေါ့နော် passport အနီလောက်ဖို့ဆိုရင်ရန်ကုန်မှာဆိုရင်2ပတ်3ပတ်လောက်နေစာအုပ်ရပါတယ်အဲ့တော့စာအုပ်အနေနဲ့လုပ်ပြီးတော့ထိုင်းနိုင်ငံကိုတက်လာခဲ့ပါကိုကစာအုပ်အနေလုပ်ဖို့အခက်အခဲရှိတယ်ဆိုသူကတော့တမျိုးပေါ့နော်စာအုပ်အနေနဲ့လုပ်လို့ရတယ်ဆိုရင်တော့စာအုပ်အနေချက်လုပ်ပြီးတော့ပဲတက်လာခဲ့ပါဒီရောက်မှပဲစာအုပ်အနေနဲ့ပတ်သက်ပြီးတော့တခြားကိုပိတ်ရိုက်ခြင်းနဲ့ဆိုလဲပိတ်ရိုက်ပြီးရင်ကျွန်တော်တို့ဗီဇာထက်ပြီး work permit လျှောက်ပါအဲ့တော့ထိုင်းနိုင်ငံမှာကျွန်တော်တို့သိကျင်တာများရှိလို့ရှိရင်ကျွန်တော်ရဲ့ဒီ comment အောက်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အနေနဲ့ reply ပြန်ပြီးတော့လုပ်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ထိုင်းရောက်နေတဲ့ပြည်သူပြည်သားအားလုံးအလောက်ကိုင်အားလုံးများအဆင်ပြေချုံးပေးပါစေနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ